ယခုဒီမှာကတော့စိန်လေးနဲ့နားထောင်ပေးပါတာဘုရားကဆိုင်းဝါဒနာရှင်များတို့ဝေငှပြီးတော့နားထောင်မှာကိုစောမင်းထွန်းစီငှားလို့လည်းရပါတယ်ကျွန်တော်ဒီမှာပါလဲစိန်ချူးကြာညောင်းကောင်းဗျာဥပမာဝါဒနာရှင်များခင်ဗျာတာဝုထိကဝါဒနာရှင်များ9နာရီခွဲအိတ်တယ်ဆိုရင်9နာရီလောက်စိန်ချူးကြာညောင်းလေးနားထောင်ပေးပါနားထောင်ကြည့်ပါခင်ဗျားတို့အိပ်ပျော်သွားမယ်နားထောင်ကောင်းလို့မိနဲ့အိပ်ပျော်သွားမယ်ဒီလိုလုပ်ပါဆရာရဲ့နော်ဟုတ်ကဲ့ကောင်းမလားကောင်းပါဗျာစိန်ချူးကြာညောင်းလေးနဲ့ခင်ဗျာမိတ်ဆက်ပါပျော်ပေါင်းတုံလို့အိမ်မဖြစ်ရအောင်မိနဲ့ဇင်လေးနဲ့နားထောင်ကြည့်ပါစိန်ချူးကြာညောင်းဆိုတာစောင်းလက်ွက်နဲ့ဒီလိုလာပါတယ်စိန်ချူရဲ့တဲ့ကြာမြောင်မြတ်ချူရဲ့တဲ့ကြာမြောင်လာယောင်လေးမှာမဆွေသူပရိကမေကုမြောင်ဘောင်းမပြတ်သုံးညက်စီနာဘောင်းမပြတ်သုံးညက်ကဲစီနာရိတ်စောကညနေလေလေးချွေးတဲ့ဆောကောင်းရင်ဖြင့်စိတ်နှမ်းဆွေတီးလို့နားထောင်ကောင်းတာမဟုတ်ပါဘူးခင်ဗျာစာရေးတဲ့ပုဂ္ဂိုလ်ကလည်းကောင်းလို့ဥဆွေတီးတာနားထောင်ကောင်းတာပါစာရေးစာဆရာကတော့ယောက်ျားလေးမဟုတ်ဘူးဗျာသူများလဲဆရာအမျိုးသမီးဗျာနာမည်လေးကလှိုင်ထိတ်ခေါင်တင်တဲ့ဟုတ်ကဲ့ဒီတချင်းဖြစ်ပေါ်လာပုံမင်းသိလားဘယ်လိုများလဲဆရာသူ့ရဲ့ကျင်ရတော်ကဘာတူလဲသိလားသူလဲဆရာကနောင်မင်းသားကြီးတယ်ဗျာကနောင်မင်းသားကြီးကမောင်းမတွေကပေါ်စေတဲ့စာထဲမှာတွေ့ဘူးတာမောင်းမပေါင်းကနောင်မင်းသားကြီးကလှိုင်ထိတ်ခေါင်တင်အပါဝင်54ယောက်ရှိတဲ့ဗျာအားကြဖို့မကောင်းဘူးလားအားကြပါဗျာနော်ဟုတ်ကဲ့များတဲ့ခါကျတော့သူ့စီအဆောင်တော်မကူးတော့ဘူးတော့ကွာဟုတ်ကဲ့ဘယ်ကူးမှလဲ54ညနော်အဲ့ဒီမကူးတဲ့ခါကျတော့မောင်းတော်ကနောင်မင်းသားကြီးတဘောလေဖို့ရစာပေနဲ့ရေးထားလိုက်တာနော်ဟုတ်ကဲ့ခုခေတ်ကာလယူလျားလာတဲ့ခါကျတော့သဘောလေပြောက်ပြီးတော့ဘောလေရောက်လာတယ်သဘောဟုတ်ကဲ့ဆရာကဲဒုတိယပိုက်လေးသဘောလေပါကနောင်မင်းသားကြီးကဒီစ
စောင်းလေးနဲ့လိုက်ထိတ်ကောင်တင်ကဂုံပြလိုက်တော့သူ့အဆောင်တော်မှာကြွလာခြင်းကြောင့်သဘောလေသွားတယ်တဲ့နော်ဒုတိယပဲလေးနားထောင်ကြည့်အောင် ကဲအကောင်းဆုံးတစ်ချင်းနဲ့ဆိုင်များသိရအောင်